ဆောင်တဲ့အလူရှင်အဖြစ်ရှမ်းတို့ရဲ့ချယ်ရီမီကိုရောက်ရှိနေတဲ့ဝမ်ရဲ့ချန်ပီယံပရာဟိတဂျပန်ဖိုက်တာလေးတာခဲရုဆိုတဲ့ဂျပန်ဖိုက်တာလေးဟာမြန်မာပြည်သက်တွေနဲ့တိတ်ပြီးစိမ့်မယ်လို့တော့မထင်ပါဘူးနော်ဘာလို့ဆိုရင်တန့်စင်ကိုလက်ဝဲပြည်သက်တွေတင်မကပဲတနိုင်ငံလုံးကကလေးကအစလူကြီးအစုံတတိထားမိသွားခဲ့ကြတာဟာကမ္ဘာကစ်ပေါင်စင်အဆင့်ထိပ်တန်းဝင်တဲ့ဂျပန်ဖိုက်တာလေးတာခဲရုနဲ့ဝမ်ချန်ပီယံရှစ်ကပွဲတွေပြီးခဲ့တာကြောင့်ဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကတော့တာခဲရုဟာသူ့အနေထားကြီးနဲ့တခါမှကစ်ပေါင်စင်မစော်ဘူးတဲ့တန့်စင်ကိုနိုင်သွားလို့အကြီးကျယ်အောင်ပွဲခံနေတဲ့အပေါ်မှာမြန်မာတမျိုးသားလုံးကသူ့ကိုကြည့်မရခဲ့ကြပါဘူးဒါပေမဲ့အဆိုပါပွဲပြီးမှတာခဲရုကမြန်မာပြည်ရေဘေးသင့်ပြည်သူတွေအတွက်သူ့ရဲ့ထိုးချင်းတွေတချို့တစ်ဝက်ကိုလှူဒန်းမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးကောလာဟာလာတွေထွက်ပေါ်ခဲ့ပါသေးတယ်အဲ့ဒီချိန်တုန်းကမြန်မာပြည်မှာကချင်ပြည်နယ်မြို့ကြီးတချို့နဲ့နေပြည်တော်အနီးတစ်ဝိုက်ရွာတွေမှာရေကြီးရေရှမ်းမြေပြိုမှုတွေဖြစ်ပေါ်နေကြတာဖြစ်ပါတယ်တကယ်တော့ဒီသတင်းဟာကောလာဟာလာမဟုတ်ပဲတကယ်ပဲတာခဲရုကမြန်မာရေဘေးသင့်ပြည်သူတွေကိုကူညီလူဒန်းခဲ့တာဖြစ်ပါတယ်တာခဲရုကမြန်မာပြည်တင်သာမကပဲတခြားလိုအပ်တဲ့နေရာတွေကိုလည်းအမြဲလူရက်ကပရာဟိတဖိုက်တာကောင်းလေးတယောက်ဖြစ်ကြောင်းသိရပါတယ်သူ့ရဲ့ကြိုးစားမှုနဲ့စိတ်ထားကောင်းမွန်မှုတွေကြောင့်လည်းအခုဆိုဝမ်ချန်ပီယံရှစ်မှာရော့ထန်နဲ့နောက်ဆုံးမကြေဝဲကစားထားကတမ်မနီရော့ထန်ကိုသူ့ထက်မှာကြောင်းအထိုးကန်ကစားပြကအနိုင်ယူထားပြီး flyweight ကစ်ပေါင်စင်ချန်ပီယံခပတ်ကြီးကိုထိုက်တန်စကူးခဲ့တာပဲဖြစ်ပါတယ်အခုတော့တာခဲရုဟာသူဆောက်လုပ်လူရန်ထားတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့ကအေးတာယာရွှေတောင်တန်းပရာဟိတကျောင်းကိုအလဲပတ်ရောက်ရှိလို့နေပါတယ်ကဘာကျော်ကစ်ပေါင်စင်သမားတယောက်လာရောက်တာဖြစ်ပေမဲ့ဘယ်မီဒီယာမှဖော်ပြခြင်းမရှိတာကြောင့်မြန်မာမီဒီယာလောကကိုအပြစ်တင်နေကြသူတွေလည်းရှိကြပါတယ်မယောင်ရာစီလူမင်းသားမင်းသမီးတွေထမင်းစားရေတောက်တာကိုသတင်းလုပ်နေတတ်ကြပြီးယခုလိုနေရာမျိုးကြနောက်ကျနေတတ်တဲ့မီဒီယာတွေရဲ့အားနည်းချက်ကိုထောက်ပြနေကြတာလည်းဖြစ်ပါတယ်တာခဲရုကအခုဆိုအသက်35နှစ်ဆိုပေမဲ့လည်းလူငယ်လေးတယောက်လိုတွက်လက်နှုတ်ပြနေတာကြောင့်လဲအားလုံးရဲ့သဘောကျခြင်းကိုခံနေရတာဖြစ်ပါတယ်ပရိသတ်တို့ရောပရာဟိတဖိုက်တာလေးတာခဲရုကိုသိကြရလားဗျသူ့ဝဲတွေကိုရောကြည်ဘူးကြရလားဆိုတာဖြေခဲ့ကြအောင်နော်